ဒီဘရူနိုင်းမှာတုံးတာခါကြကျွန်တော်တို့သူတို့နိုင်ငံသားကြီးခေါ်တာ ringgit ပေါ့နော်ဒါပေမဲ့ဒေါ်လာလို့လည်းခေါ်တယ်ဘာလို့လဲဆိုတော့ဒီကငွေစင်းနှုန်းကစင်ကာပူစင်းနဲ့တူတူပဲစင်ကာပူဒေါ်လာနဲ့ညီမျှတယ်ပေါ့နော်အဲ့တော့ဒီနိုင်ငံကဒေါ်လာကစင်ကာပူသွားရင်လည်းဒီကပတ်စံနဲ့တုံးလို့ရတယ်စင်ကာပူဒေါ်လာလဲရမလို့အဲ့လိုမျိုးပဲစင်ကာပူဒေါ်လာကဒီနိုင်ငံမှာလည်းဒီတိုင်းတုံးလို့ရတယ်သူတို့ငွေချင်းတစ်ခုကအတူတူပဲဒီနိုင်ငံရဲ့အနိကဆုံးကကျွန်တော်တို့မလေးရှားဆိုတာကကျွန်တော်တို့ဟိုဂျိုဟိုတို့ကွာလာလမ်ပူတို့ပီနန်တို့အဲ့နိုင်ငံမဟုတ်ဘူးအဲ့ကနိုင်ငံကျွန်းစုပင်လယ်ချပြီးနောက်ထပ်မလေးရှားဆိုရှိတယ်အဲ့ဒါစနေစားတာပြအရှေ့မလေးရှားလို့ပဲအလွယ်ပြောကြပါအဲ့ကမလေးရှားတော့ဒီဘရူနိုင်းထက်ကြီးသေးတယ်ကျွန်တော်ဒီကနေသွားရင်ကားနဲ့သွားရင်တနားရီလောက်ဆိုရင်အဲ့ကိုရောက်တယ်ဒါပေမဲ့ passport လို့လို့တော့ပေါ့